အဲ့တော့ကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ကြတော့တလည်းရှိတယ်ကုသိုလ်ကံကပေးပြီဆိုရင်လှုပ်ခါလက်ခါများစွာအလုံးမလုံးရပဲနဲ့ကိုယ်မှာပြည့်ပြည့်စုံနေထိုင်ရတယ်အလုံးဟာကိုယ်ကရင်စီးပွားဥစ္စာစ조사ရှာကြလို့ငွေကြေးဒဏများစွာစုဆောင်းမိလာတာကိုချမ်းသာတယ်လို့ခုခေတ်ကခေါ်ကြတယ်ချမ်းသာတယ်ကြွယ်ဝတယ်ငွေများများရှိတဲ့လူကချမ်းသာတယ်လို့သူတို့ပြောတာသို့တော့ချမ်းသာဆိုတာရဲ့အတိတ်ဘက်ကိုနားလည်လို့ရှိရင်ငွေရှိတိုင်းချမ်းသာတာတော့မဟုတ်ဘူးကုသိုလ်ကောင်းမှုရှိမှချမ်းသာတယ်ဆိုတော့ပတ်စံတော်ရှိပါရဲ့သူကမကြမ်းပါဘူးပတ်စံတော်ရှိပါရဲ့ယောဂဝေဒနာတွေများတယ်အသက်မရှိဘူးဆိုရင်ချမ်းသာဒုက္ခဆုံးရှုံးနေတာပဲဖြစ်တယ်ပေါ့နော်တချို့မိသားစုတွေဆိုလို့ရှိရင်မွေးကလေးကချမ်းသာကြွယ်ဝတဲ့အိမ်မှာတော့မွေးတယ်ဆိုပါစို့တထေးအိမ်မှာလူသားဖြစ်တယ်မွေးကလေးကပြည့်ပြည့်စုံစုံနေထိုင်ရတယ်အဲ့ဒါကြတော့ကံကပေးတယ်ဆိုထင်ရှားတယ်ပေါ့နော်ကံကပေးတယ်ထင်ရှားဒါလောကကြီးမှာသိတာပါတယ်ချမ်းသာသူနဲ့ဆင်းရဲသူဆိုကုသိုလ်ကောင်းမှုတွေနေပါလာတဲ့ပုဂ္ဂိုလ်တွေကြတော့ဘဝမှာတူတူဒီမြေကြီးပေါ်မှာဒီမိုးအောက်ဒီမြေအောက်ဒီမြေပေါ်မှာဒီရေတောက်ပြီးတော့ကြီးကြတာချင်းတူတော့လဲချော့ကြပင်မကြီးစွာလောက်ကင်စတော့မှဘဝတဝမ်းတစ်ခါလှဖို့ကြိုးစားကြရတယ်တော်နဲ့မပြည့်စုံကြဘူးငွေကြေးဒနာပိုးတဲ့ရှမ်းနဲ့သိမရှိကြဘူးတူကတော့ရှိတယ်တူကမရှိဘူးဒီလိုရှိမရှိကွဲပြားခြားနာတာဟာကုသိုလ်ကံရှိမရှိနဲ့ကွဲပြားခြားနာသွားတာပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့အမှတ်တမဲ့မနေပဲနဲ့ကိုယ်ဘဝအရေးကိုတွေးပြီးအတိတ်ဘဝကိုမသိပေမဲ့လို့ဒီဘဝမှာသိတဲ့အသိဉာဏ်ရှိတော့တို့တွေကုသိုလ်ကောင်းမှုကြိုးစားအထောက်အမယ်ကုသိုလ်ကောင်းမှုကြိုးစားအထောက်လို့ကုသိုလ်ဆိုဒီမှာပစ္စရှိမှလုံးလို့ရတဲ့ကုသိုလ်မျိုးရှိတယ်ပစ္စမရှိလဲလုံးလို့ရတဲ့ကုသိုလ်ရှိတယ်အဲ့တော့အဓိကကတော့ငွေကြေးဒနာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေကုသိုလ်ဖြစ်အောင်လှုပ်ဆောင်မှုလိုအပ်တယ်ပေါ့နော်ဒါကြောင့်မို့မြတ်စွာဘုရားကဧဝံသာတေနမစ္စေနကတ္တဗံကုသလံဘောလူလောကမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်ဟာတဲ့ကြိုးစားပြီးတော့ကုသိုလ်ကောင်းမှုလုပ်ပါလို့ဘာကြောင့်တိုက်တွန်းတာတော့လို့ဆိုရင်ကုသိုလ်ကောင်းမှုရှိမှလူတွေချမ်းသာဒုက္ခပုညတ္တဥစ္စေယောကုသိုလ်ကောင်းမှုစွမိသွားပြီဆိုရင်ချမ်းသာတယ်သို့တော့လောကလူတွေအများစုကငွေကြေးဒနာစွမိရင်ချမ်းသာတယ်စိတ်နေရွှေတွေစွမိရင်ချမ်းသာတယ်လို့ဒီလိုပဲတွေးမှာကုသိုလ်စုဖို့စိတ်ထဲမှာစိတ်ဝင်စားကြမှာစိတ်ဝင်စားဘာတွေစိတ်ဝင်စားတော့ရွှေငွေတမိုးရှိတဲ့ပစ္စည်းစုဖို့ပဲစိတ်ဝင်စားမှာဖြစ်တယ်မြတ်စွာဘုရားကတော့အဲ့လိုမဟုတ်ဘူးရွှေငွေရှိရင်ချမ်းသာတယ်လို့မဟုတ်ဘူးဒုက္ခပုညတ္တဥစ္စေယောကုသိုလ်ရှိမှချမ်းသာတယ်မြတ်စွာဘုရားပြောဟောတဲ့ချမ်းသာဒုက္ခဆိုတာဟာလူဘဝရောက်လာတဲ့အခါမတောင်းမတနေရတယ်ဒီတဲ့ကောင်းတဲ့နတ်ဘဝရောက်တယ်မတောင်းမတမကြောင်မကြနေရတယ်ဆိုတဲ့ဒီချမ်းသာမျိုးကိုရည်ရွယ်ပြီးတော့မြတ်စွာဘုရားဟောတာအဲ့တော့ငွေကြေးဒနာရှိတိုင်းချမ်းသာဒုက္ခရလာလို့ဆိုမရဘူးငွေကြေးရှိလို့တချောင်းကြကြနဲ့စိတ်ဆင်းရဲနေရတဲ့လူတွေအများကြီးပဲနော်ပတ်စံရှိလို့သုံးနိုင်လို့ချမ်းသာဒုက္ခရတာဟုတ်တယ်သို့တော့အဲ့ဒီပိုင်ဆိုင်မှုအတွက်တောကရောက်ရတဲ့အချိန်တွေရှိတယ်အဲ့ဒါချမ်းသာမဟုတ်ဘူးစိတ်ဆင်းရဲမှုတွေပဲနောက်တစ်ခုရှင်မင်းမင်းခိုးသူမချစ်မနစ်တဲ့တော့မွေကန်သားဆိုသမီးဆိုဆိုတာတွေနဲ့ပစ္စည်းဥစ္စာဆိုတာပတ်သက်နေတယ်ရေဖြတ်ရင်လည်းပြတ်သွားတယ်မီးဖြတ်ရင်လည်းပြတ်သွားတယ်မင်းဆိုရာဇာကသိမ့်ယူသွားလည်းပါသွားတယ်တခိုးရမြလူယူရင်လည်းပါသွားတယ်အိမ်ကသားသမီးတွေမလိမ္မာတဲ့သားသမီးတွေဖြုံတီဖြစ်စီလို့ရှိရင်ပါသွားတယ်ဆိုတော့
ဒီပစ္စည်းဥစ္စာတွေဟာထာဝရခိုင်မြဲတာတွေမဟုတ်သည့်အတွက်ကြောင့်ယန္တမျိုး၅ပါးနဲ့ဆက်ဆက်နေတယ်လို့သူတို့ဆိုတယ်ကုသိုလ်ကောင်းမှုဆိုတာကြတော့ယန္တမျိုး၅ပါးကင်းလွတ်တယ်ရှည်လည်းဖြတ်လို့မရဘူးမီးလည်းလောင်းလို့မရဘူးမင်းဆိုရာဇာကလည်းသိမ့်မယူနိုင်ဘူးတခိုးရမြကလည်းလူတိုက်ခတ်ပြီးတော့မယူနိုင်ဘူးအမွေခံသားသမီးတွေကလည်းပဲဖြုံးတီးမပြစ်နိုင်ဘူးကိုရထားတဲ့ကုသိုလ်ကတော့ကိုပိုင်သွားတဲ့ကုသိုလ်ခိုင်မာတဲ့ကုသိုလ်ဖြစ်တယ်ဒါကြောင့်မြတ်စွာဘုရားကတိုက်တွန်းတာပါတိုက်တွန်းလို့ဆိုပုံညာမိစေပုရိသောခရီးတာဘဝမှာကုသိုလ်ကောင်းမှုဆိုတာလုပ်ပါတဲ့လုပ်ပြီးဆိုလို့ရှိရင်ခရီးတာနံပုဏ္ဏပုဏ္ဏအချိန်ချင်းထက်ထက်လုံးမအောင်ကြိုးစားပါကုသိုလ်စိတ်တွေဖြစ်အောင်လုပ်ပါတံမိသန္တံကရိယာထာအ ਨੇ ဆုံးကုသိုလ်လုပ်ချင်တယ်ဆိုတဲ့စိတ်ဆန္ဒလေးရှိပါစေဒီလိုဆိုလိုတယ်နော်အဲ့တော့ဆိုလိုတာကုသိုလ်လုပ်ချင်တဲ့ဆန္ဒလေးကိုမွေးပြီးတော့ကုသိုလ်လုပ်ဖြစ်အောင်လုပ်တယ်နဲ့အချိန်ချင်းထက်ထက်လုပ်တယ်ဘာကြောင့်မြတ်စွာဘုရားဒီလိုတိုက်တွန်းရတော့ဆိုသူခောပုံညတဥစ္စေယကုသိုလ်ကောင်းမှုတွေမိမိတဏ္ဍာမှာစုမိစွာမိဆိုလို့ရှင်မကြောက်မကြမတောင်းတဖြစ်ရတယ်တဲ့ဒါကြောင့်ချမ်းသာတယ်လူတွေကြတော့လုံလဝိရိယထုတ်ပြီးတော့ပစ္စည်းဥစ္စာရှာရတော့ကုသိုလ်ကပေးတယ်လို့သိမသိဘူးနတ်တွေကြတော့ဒါတွေကောင်းကောင်းသိတယ်နတ်ရဲ့ဘဝကကမ္မဖလူပဇီဝီကံဤအကျိုးတရားကိုသာမှီပြီးတော့သက်မွေးရတာဖြစ်တော့ကုသိုလ်ရှင်ရှိသလောက်သူတို့ရဲ့တကူအရှိန်ဝါတွေကတောက်ပြောင်နော်ကုသိုလ်ကံပေါ်မှာမှီပြီးတော့သူတို့ဘဝယက်တည်နေကြတယ်လူတွေကြတော့ဥဋ္ဌာဏဖလူပဇီဝီတဲ့လုံလဝိရိယပေါ်မှာထောက်ကူပြုရမယ်ကံရှိုံနဲ့မစားရသေးဘူးလူတွေကြတော့လုံလဝိရိယတို့စိုက်ထုတ်ဖို့လိုတယ်ပေါ့နော်လုံလဝိရိယစိုက်ထုတ်နိုင်မှလူဘဝဟာစီဝါဥစ္စာတိုးတက်တယ်အဲ့တော့ကံတစ်ခုတည်းရဲ့အဓိကလူတွေမှာချမ်းသာတာမဟုတ်ဘူးလုံလဝိရိယနဲ့အသိပညာနဲ့ပေါင်းစပ်ပြီးတော့ရှာလို့အောင်ချမ်းသာရွာလူတွေပိုသိပါတယ်အလုံးလုံးနေကြတာဆိုတော့နော်ကုသကံတသက်နဲ့ကစားလို့မရဘူးအလုံးလုံးရတယ်ဆိုတာဒါလူဘဝရဲ့သဘာဝပဲလူဘဝဆိုတာမင်းဆိုးရစာပဲဖြစ်ဖြစ်အလုံးလုံးရတယ်မလို့ရင်မင်းဆိုးရစာလဲအာနာကျသွားမှာပဲဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်သူ့အလုပ်သူလုပ်ရတယ်ဘုန်းကြီးတွေလည်းဘုန်းကြီးတွေအလုပ်လုပ်ရတာပဲသီလရှင်လည်းသီလရှင်အလုပ်လုပ်ရတယ်မလုပ်ဘူးဆိုလို့ရှိရင်ကြာဆင်းသွားမှာပဲအားလုံးဟာအလုံးမလုပ်ပဲလူဘဝဆိုတာစားလို့မရလုပ်နေကြမယ်လို့ဒီလိုဆိုလို့တယ်အဲ့တော့လူဘဝနဲ့နတ်ဘဝကွဲပြားခြားနားမှုကအဲ့ဒါပဲလူဘဝကလုံးမစားရမယ်နတ်ဘဝကကံရှိရင်စားရမယ်ဒီနှစ်ခုအဲ့ဒါကြောင့်မလို့ခုနပြောတာကုသိုလ်ကံရဲ့အကျိုးကျေးဇူးကိုနတ်ပြည်ကလူတွေပိုသိတယ်ပိုသိလို့နတ်သားတယောက်ဟာသုတေစိတ်ကြတော့မယ်လူတွေမှာတော့နေမကောင်းမှုယောဂဝိရဏတိုးတယ်ဆိုရင်ဒါဒီလူတော့ဆုံးမတော့မှာပဲဆိုသိချတယ်ပေါ့နော်ပြောကြတယ်ဒီတောင်ကတော့မကြုံတော့ဘူးပြောကြတယ်နတ်တွေကြတော့အဲ့လိုမကြမ်းဖြစ်နေတာမရှိဘူးသို့တော့မကြမ်းဖြစ်တယ်လို့သူတို့မှလည်းဆိုင်းပြတာရှိတယ်ဘာဖြစ်တုံးဆိုရင်ဝတ်ထားတဲ့အဝတ်ကညစ်နွမ်းလာတယ်ခါတိုင်းလို့တောက်ပြောင်မရှိဘူးနတ်ဆိုတော့သူတို့ဝတ်တဲ့အဝတ်ကတခါတည်းနေအောင်လာအောင်လို့တောက်ပနေတာနော်ပဂတိကိုတောက်ပအသားကြောင့်လည်းအဲ့လိုတောက်ပနေတယ်အဲ့တော့ဝတ်ထားတဲ့အဝတ်ကလည်းရှိန်ဝါတွေနဲသွားပြီမတောက်ပါတော့ဘူးခန္ဓာကိုယ်အဆင်းကလည်းပဲခါတိုင်းလို့တင်းတော့တင်းနေမရှိတော့ဘူးအဆင်းရောင်ကလည်းနွမ်းလာတယ်ခေါင်းမှာပန်းစင်ထားတယ်သို့မဟုတ်လက်ဘေးမှာဆွဲထားတယ်အလှပဆွဲထားတဲ့ပန်းတွေကလည်းညှိုးလာတယ်တဲ့ခြိုင်းကလည်းချွေးထွက်လာတယ်အဲ့တော့နတ်ပြည်မှာပဂတိနတ်တွေမှာချွေးထွက်တယ်ဆိုတာမရှိဘူး
လူရဲ့နတ်ရဲ့ခန္ဓာကိုယ်မှာချိုင်းညာကချွေးထွက်လာပြီချွေးဆုပ်လာတယ်နေရထိုင်ရလည်းမပြောဘူးဆိုရင်ဒါနတ်တွေရဲ့မမကြမ်းဖြစ်မှုပဲသူတို့နတ်ဘဝကုံဆုံးတော့မယ်ဆိုတာကိုသင်္ကေတပြအဲ့ဒီလိုပြတဲ့အချိန်လေးမှာဒီနတ်တော့စုတည်တော့မှာပဲဆိုပြီးသူ့ရဲ့အပေါင်းအသင်းတွေကနန္ဒဥယျာဉ်ကြီးတဲ့ခေါ်သွားကြတယ်စိတ်ပျော့အောင်ပေါ့နော်စိတ်မစဲအောင်ဥယျာဉ်ကြီးတဲ့ခေါ်သွားကြဥယျာဉ်ကြီးတဲ့ရောက်သွားတယ်အဲ့ဒီဥယျာဉ်ကြီးကအလုံးကိုလှတော့ဘလောက်စိတ်ညစ်နေတဲ့သူပဲဖြစ်ဖြစ်အဲ့ထက်ရောက်သွားရင်ပျော်သွားတယ်အဲ့ဒီဥယျာဉ်ကြီးတဲ့ခေါ်သွားပြီးအတော်အသင့်သူရဲ့အခြေအနေစိုးတွေကိုခဏခဏမေ့ပြီးတော့ဥယျာဉ်ရဲ့အလှပါမှာစိတ်ကြီးနေတဲ့အချိန်လေးမှာအားပေးစကားပြောကြတယ်တဲ့ဘာပြောတော့ဆိုတကယ်ချင်းဘာမှစိတ်မပူနဲ့မင်းဒီဘဝကတည်သွားလို့ရှိရင်သူဂတိဘုံကိုရောက်အောင်စိတ်ထဲကရည်မှန်းထားသူဂတိဘုံကိုသွားတဲ့အဲ့ဒီသူဂတိဘုံမှာအကောင်းဆုံးသောအရာတစ်ခုကိုရအောင်ယူအဲ့ဒီအရာတစ်ခုကိုဆုပ်ကင်ထားလို့ဒီသုံးခုသောစကားကိုမှာကြားလိုက်တာအဲ့တော့သူတို့ပြောတဲ့သူဂတိဘုံသွားဆိုတာဘယ်ကိုသွားခိုင်းတာတော့ဆိုတော့လူပြေကိုသွားလို့ပြောတာနော်လူပြေဟာနတ်တွေကသူဂတိဘုံလို့သတ်မှတ်တယ်စီးပွားရှာလို့ကောင်းတယ်အခုလူတွေလည်းနိုင်ငံခြားသွားစီးပွားရှာကြတယ်လေနတ်တွေကလည်းလူပြေလာပြီးစီးပွားရှာတာစီးပွားရှာလို့ကောင်းလို့ကုသိုလ်ကောင်းမှုလားလုပ်ကြတာအဲ့တော့သူဂတိဘုံဆိုတာတခြားပြောတာမဟုတ်ဘူးတဲ့လူဘုံကိုသူဂတိဘုံလို့ခေါ်တယ်တဲ့ဘာကြောင့်လူဘုံကိုသူဂတိဘုံလို့ခေါ်တာတော့လို့ပြောတဲ့အခါလူပြေမှာဒါနကောင်းမှုလုပ်လို့ရတယ်သီလဆောက်တည်လို့ရတယ်ကမ္မထံဘာဝနာပွားများအထုတ်လို့တရားအထုတ်လို့ရတယ်လှုပ်ချင်တဲ့ကုသိုလ်မှန်တယ်ဗျာအကုန်လုံးလူပြေမှာလှုပ်လို့ရနိုင်ငံတိုင်းပြည်မှာသွားပြီးတော့အလုပ်လုပ်ရတယ်လို့ပဲလူပြေမှာလာလှုပ်လို့ရတာအကျိုးအမြတ်တွေများတယ်ပေါ့နော်အခုဘုန်းကြီးတို့တွေလူပြေရောက်နေတယ်ရောက်နေတဲ့အချိန်မှာကုသိုလ်လုပ်เสียတွေအများကြီးပဲကုသိုလ်တွေအများကြီးဆိုတော့ဒီပြတို့ဘာတွေလုပ်နိုင်တော့လို့ဆိုလူမှုတန်မှုဆိုတဲ့ဒါနကုသိုလ်လုပ်နိုင်တယ်ကိုချင်းသီလထိန်းသိမ်းဆောက်ရှောက်ခြင်းဥပုသ်ဆောင်ခြင်းဆိုတဲ့သီလကုသိုလ်လုပ်နိုင်တယ်တရားဓမ္မပွားများအထုတ်ခြင်းဆိုတဲ့ဘာဝနာအလုပ်လည်းလုပ်နိုင်တယ်နောက်တစ်ခါလူသားတွေထဲမှာရိုသေလေးစားတတ်တဲ့ပုဂ္ဂိုလ်တွေဖရာပထိုးတွေအကြောင်းကနေမှာရိုသေလေးစားမှုကိုပြုတယ်ကိုယ့်ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်လေးစားတယ်ဆိုတဲ့အပ္ပစာယနာကုသိုလ်ကျောင်းကံဖရာဘိုးဘွားမိဘတို့ရဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ဝေယဝိဆာကိုဆောင်ရွက်ပေးတယ်ဝေယဝိဆာကုသိုလ်ကိုကုသိုလ်လုပ်တိုင်းအားလုံးကိုမျှဝေပါတယ်ဆိုလို့ရှိရင်ပတ္တိဒါနကုသိုလ်သူများအမျှဝေထားတာဥပမာမဲ့ဘသူကောင်းမှုဆိုစိုက်မုတ်ကလေးထိုးထားတယ်အဲ့ဒါလေးကိုဖတ်ရင်တာရုခေါ်တာလည်းကုသိုလ်ပဲနော်ပတ္တနုမောဒနာကုသိုလ်အဲ့ဒါလည်းအလွယ်တကူတွေရနိုင်ဓမ္မတဝနာတရားပွဲသွားပြီးတရားနာတယ်သို့မဟုတ်ကျောင်းနေဒီစာသင်ကျောင်းတွေမှာပဲဖြစ်ဖြစ်အပြစ်ကင်းတဲ့ပညာသင်တာမှန်သမျှဓမ္မတဝနာခေါ်တယ်လောကစီးပွားရေးဥပမာစိုက်ပျိုးရေးပညာပဲသင်ပေးပြီးသူများတပ်ဖြတ်တဲ့ပညာလွယ်လက်နဲ့လုပ်တဲ့ပညာလွယ်နော်မဟုတ်တာလုပ်တဲ့ပညာရက်တွေကလွယ်ပြီးတော့အပြစ်ကင်းတဲ့ပညာတွေကိုသင်ယူခြင်းမှတ်သားခြင်းနားထောင်ခြင်းဟာလည်းဓမ္မတဝနာထဲမှာအကျုံးဝင်တယ်လို့ဆိုလို့ဓမ္မဆိုတာဒီဘုရားဟောတဲ့တရားတွေပြောတာမဟုတ်ဘူးကိုယ်ရွာတွေကဆုံးမစကားလူကြီးသူမတွေကပြောတာနားထောင်တဲ့ဓမ္မတဝနာပဲဒါလည်းကုသိုလ်တစ်ခုပဲကုသိုလ်ဆိုတာကောင်းကျိုးဖြစ်စေတာကိုပြောတာနော်နောက်တစ်ခါဓမ္မဒေသနာကောင်းကြောင်းပြောတာလေဓမ္မဒေသနာတတ်ထိုက်တဲ့ပညာတွေကိုသင်ပေးတာလေဓမ္မဒေသနာ
ဥပမာအောင်ချမ်းသာရွာမှာအယောင်ဝယ်လို့ကင်စားတော့ကြတယ်ဆိုရောင်းတတ်ဝင်းတတ်အောင်သင်ပေးတာပို့ချပေးတာစာသင်ကျောင်းတွေမှာပညာသင်ပေးတာဒါတွေလေဓမ္မဒေသနာတွေမှာပါတယ်နော်အဆင့်သာမတူတာလဲပဲမတူဘူးပေါ့မြတ်စွာဘုရားဟောတဲ့အဆုံးအမတွေဟောပြီးဆိုတဲ့အခါကျတော့အဆင့်မြင့်ဓမ္မဒေသနာပေါ့ဘုရားဟောတဲ့တရားတွေမှာလည်းပဲဇလန်းဆက်ကွက်နဲ့ဒါနအကြောင်းသီလအကြောင်းတော့တင်ဟောလို့ရှိရင်ဒါလည်းပဲအနိမ့်ပေါ့ဝိပဿနာတရားဟောပြီးတော့ခန္ဓာ၅ပါးပေါ်မှာညီးငွေ့ပြီးကိလေသာတွေကိုပယ်နိုင်တဲ့အဆင့်ထိအောင်ကျုပ်တရားနံတရားတွေကိုခွဲခြားဟောကြားတယ်ဆိုတာကြတော့အဆင့်မြင့်လို့ပြောအဲ့လိုခွဲခြားတတ်မှာအဲ့ဒါဓမ္မဒေသနာဒီကုသိုလ်လေးပဲရချရတယ်ဘုန်းကြီးတွေမှတရားဟောလို့ရတာမဟုတ်ဘူးကိုသိတာကိုသူများပြန်ပြောရင်လည်းဓမ္မဒေသနာကုသိုလ်ပဲအလွယ်တကူရတယ်အဲ့တော့တရားနာပြီးတဲ့အခါမှာမိအိုဖာအိုတွေကိုအမေဖေတွေမလာနိုင်ဘူးဆိုရင်တရားကိုအမေဖေတွေကိုပြန်ပြောရင်လည်းဓမ္မဒေသနာပဲနော်ဘုရားဟောတဲ့တရားကိုနာခဲ့ရတဲ့တရားကိုပြန်ပြီးတော့ပြောပြတာပိဋကတ်စာပေထဲမှာရှိတယ်ကောတံမိပြည်ကဥဒိဏမင်းကြီးရဲ့မိဖုရားဖြစ်တဲ့သာမဝတိဆိုတာရှိတယ်သာမဝတိမိဖုရားကအချမ်းရံ900နဲ့သူနတ်ပြတ်သမန်နေတယ်မိဖုရားတွေဆိုတာအပြင်ထွက်ခွင့်သိမရှိဘူးဘုရင်ရဲ့ခွင့်ပြုချက်ရမှထွက်ရတာဆိုဘုရားကြောင်းသွားပြီးတော့တရားနာဖို့ဆိုတာသူတို့ခက်ခဲတယ်ဒါကြောင့်ခုတ်ဆုတ်တရာဆိုတဲ့သူတို့ရဲ့အလုပ်အကျွေးအမျိုးသမီးကိုကြောင်းလွတ်ပြီးတရားနာခိုင်းတယ်သူကနေပြန်လာပြီးတော့ပြန်ဟောတယ်အဲ့တရားတွေခုတ်ဆုတ်တရာပြန်ဟောတဲ့တရားတွေကိုပိဋကတ်3ပုံအိုးရိပ်40ထဲမှာဣတိဥဒ္ဒကပါဠိတော်ဆိုတာရှိတယ်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုသူကတရားသွားနာပြီးရင်မှတ်ပြီးတော့မိဖုရားတွေကိုပြန်ဟောတာအဲ့ဒီပြန်ဟောတဲ့သုတ်တန်တော်ရှိတယ်နော်အဲ့မှာသုတ်ပေါင်းများစွာဣတိဥဒ္ဒကပါဠိတဲ့အဲ့ဒါခုတ်ဆုတ်တရာတရားနာပြီးပြန်ဟောတာအဲ့လိုမျိုးလေဓမ္မဒေသနာကုသိုလ်ဖြစ်တယ်လို့သူတို့ဆိုလို့တယ်အဲ့ပြန်ဟောပြဒိဋ္ဌိစုကမ္မလို့ဆိုတာကြတော့တမလွန်ဘဝဆိုတာလက်ခံတယ်ကုသိုလ်ကံလုံးလို့ရှိရင်ကုသိုလ်အကျိုးပေးတယ်အကုသိုလ်လုပ်ရင်အကုသိုလ်အကျိုးပေးတယ်လို့ကံတရားရဲ့အကျိုးကိုလက်ခံတာဒိဋ္ဌိစုကမ္မလို့ခေါ်တယ်အဲ့ဒီကံတရားရဲ့အကျိုးကိုလက်ခံတဲ့လူမှလူတော်လူကောင်းဖြစ်တယ်ကံတရားရဲ့အကျိုးကိုငြင်းပယ်တယ်ဆိုရင်ကောင်းတာလုပ်လဲကောင်းတာမဖြစ်ဘူးမကောင်းတာလုပ်လဲမကောင်းတာမဖြစ်ဘူးနောင်ဘဝဆိုတာမရှိဘူးခရူးဆိုင်เสียမလို့ဘူးအမေဖေဆိုတာလဲသူတို့ဘာဒီတို့ကိုမွေးတာဟာသူတို့ကျေးဇူးတင်စရာမလိုဘူးသူတို့မွေးခြင်းလို့မွေးတာဆိုပြီးတော့အမေဖေကိုညှင်းပယ်တာလို့အဲ့ဒါမျိုးတွေကိုနတ္ထိကဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမိစ္ဆာအယူဒိဋ္ဌိရှိပြီဆိုရင်ဒီပုဂ္ဂိုလ်ကောင်းသူတယောက်ဖို့ခရင်သွားတယ်။ဘာလို့လူကျင့်ဝတ်တွေအများကြီးဖောက်ပြတ်တော့တာပဲကောလူသားတွေရဲ့ကိုယ်ချင်းတရားတွေအကုန်လုံးပျက်စီးသွားတယ်။ဒါကြောင့်မို့ကံကံရဲ့အကျိုးယုံကြည်ခြင်းကိုဒိဋ္ဌိစုကမ္မဒိဋ္ဌိဥစုကမ္မအယူဖြောင့်မှန်အောင်လုပ်ရမယ်လို့ဆိုလိုတယ်။အယူဖြောင့်မှန်အောင်လုပ်တယ်ဆိုတာကံတရားဆိုတာရှိတယ်ကံရဲ့အကျိုးရှိတယ်တမလွန်လောကဆိုတာရှိတယ်လူတွေတရားတွေဆိုတာသိသွားပြီးရင်ပြန်ပြီးတော့တဏှာယမှာကံအားလျော်စွာဖြစ်တယ်တန်တရားဆိုတာရှိတယ်အဲ့ဓာတွေကိုလက်ခံယုံကြည်တာကိုမှန်ကန်တဲ့အမြင်လို့ခေါ်တယ်နော်ဘာကြောင့်မှန်ကန်တဲ့အမြင်လို့ပြောတာတော့ဆိုစဉ်းစားကြည့်လေကောင်းတာလုပ်ရင်ကောင်းတာဖြစ်တယ်မကောင်းတာလုပ်ရင်မကောင်းတာဖြစ်တယ်လို့ခံယူထားတဲ့ပုဂ္ဂိုလ်တယောက်ဟာကောင်းတာပဲလုပ်မှာပေါ့မကောင်းဘူးဆိုတဲ့အကျိုးတရားကိုဘယ်သူမှမကြိုက်ဘူးလေအားလုံးဟာကောင်းစားချင်တာကြီးပဲလူတိုင်းအဲ့ဒီလိုခံယူချက်မရှိရင် तू လှုပ်ချင်လှုပ်မှာ तू လှုပ်ချင်တာဆိုတာဘာလှုပ်ချင်လောကလူတွေရဲ့လှုပ်ချင်တာကိုကြည့်လိုက်မယ်ဆိုဥပမာတရားနာခြင်းသလားပွဲသွားခြင်းသလားဆိုပွဲသွားခြင်းတဲ့လူကများမှာပဲဒါသဘာဝပဲနော်
ပျော်ပွဲရွှင်ပွဲသွားခြင်းတဲ့လူကများတယ်တရားဝဲဆိုရင်ခါလဲညောင်းတယ်နားလဲပူတယ်အောင်းမေ့ခြင်းမေ့နေမှာတော့သွားခြင်းတရားနာရတာငြိမ်ငြိမ်ကြီးထိုင်နေရတယ်ပွဲသွားရင်တခါတည်းကိုခုံစွားပြီးလှုပ်ပြီးအော်ဟစ်နေကြတာဆိုတော့ပွဲပဲသွားချင်တယ်တရားနာရလို့မနာကြဘူးဒါလူတဘာဝကိုပြောပြတာနော်အပျော်ပါပို့ပြီးတော့စိတ်ဝင်စားတယ်အသိဉာဏ်ရဖို့နဲ့ပျော်ဖို့ဆိုရင်အသိဉာဏ်ရဖို့ဥစားပေးဘူးပျော်ဖို့ပဲဥစားပေးမယ်ဒါလူတဘာဝအဲ့လိုဖြစ်အဲ့တော့လူတဘာဝမှာရေစုံရေစံရှိတဲ့ထဲပဲတရားလာနာတယ်ဆိုတာရေစံတက်ပြီးတော့လာရတာခက်ခဲတဲ့အလုပ်တစ်ခုလုပ်တယ်လို့ပြောတာနော်ခက်ခဲတဲ့အလုပ်တစ်ခုလုပ်တယ်အဲ့ဒါကြောင့်မို့လို့ကံကံဤအကျိုးကိုယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဟာအခုလို့ပြင်းစရာကောင်းပြီးခက်ခဲပေမဲ့လို့အကျိုးကိုမျှော်ကိုပြီးလုပ်ကြတယ်အညောင်းညာခံပြီးတော့နားထောင်ကြတယ်ကုသိုလ်ရခြင်းနဲ့ဒါအတွက်လုပ်ချတာပဲအဲ့တော့လူကောင်းသူကောင်းဖြစ်ဖို့ဆိုတာကံကံဤအကျိုးယုံကြည်ဖို့ဟာအမှန်တမ်းအရေးကြီးတယ်လို့ဒီလိုမှအဲ့ဒါကိုဒိဋ္ဌိစုကမ္မလို့ခေါ်တယ်အဲ့ဒါလို့ကုသိုလ်တွေအများကြီးလုံနိုင်တဲ့ကုသိုလ်တွေအများကြီးရှိတယ်ဒါအမြင့်တက်ပြီးပြောမယ်ဆိုရင်အများသွားတဲ့လမ်းကိုညဉ့်ညာအောင်ပြုပြင်ပြီးတော့လှူဒန်းတယ်လမ်းမရှိသေးရင်လမ်းအသစ်ခင်းပြီးတော့လှူဒန်းတယ်အရေးအဝါဒမရှိသေးရင်အရေးရအောင်သစ်ပင်ဆိုင်လှူတယ်အစာအုပ်တွေဆိုင်လှူတယ်ရေအိုးစင်မရှိသေးတဲ့နေရာရေအိုးစင်တင်ပြီးတော့လှူတယ်တောရိပ်တောင်ရိပ်နေဘူးကောင်းကြီးတွေဆိုရင်တောရိပ်တောင်ရိပ်ရအောင်စိုက်ပြီးတော့လှူတယ်တရားမရှိသေးဘူးဆိုရင်တရားထိုးပြီးတော့လှူတယ်ဒီဟာတွေကအများကိုအကျိုးဖြစ်ထွန်းစေတာဖြစ်တော့ကြောင်းတကယ်အရေးကြီးတဲ့ကုသိုလ်ကောင်းအဲ့တော့လူပြေရောက်ပြီဆိုရင်ကုသိုလ်ကအမျိုးစုံအောင်လုံးနိုင်တဲ့ကုသိုလ်ဖြစ်တယ်အခုဒီဥတ္တအောင်တို့ဒေါသနာအောင်တို့မိသားစုဆိုလို့ရှိရင်ဒီလမ်းခင်းပြီးတော့လှူတယ်အများကလည်းဝိုင်းဝန်းပြီးတော့ကုသိုလ်ပါဝင်ကြတယ်အဲ့တော့လမ်းခင်းပြီးတော့လှူတယ်ဆိုတာပြန်စဉ်းစားကြည့်လိုက်လမ်းခင်းနေဆိုတာဟာကိုကျိုးအတွက်ခင်းတာမဟုတ်ဘူးဒီလမ်းပေါ်ရှောက်လန်းသွားမဲ့ပုဂ္ဂိုလ်ဟာဘယ်သူဘယ်ဝါလို့သတ်မှတ်လို့မရဘူးရွာထဲမှာခင်းနေဆိုရင်မဲ့လို့အရာလေးမျက်နှာကလာတဲ့လူတွေဒီလမ်းပေါ်သွားကြမှာပဲအဲ့ဒီသွားတဲ့ထဲမှာယဟန်တန်ဃာတွေလည်းသွားမှာပဲလူတွေလည်းသွားမှာပဲတိရစ္ဆာန်တွေလည်းသွားမှာပဲဘယ်သူပဲဖြစ်ဖြစ်သွားတယ်ဆိုတကယ်ကိုအားလုံးအပေါ်မှာအကျိုးသက်ရောက်မှုစိတ်ဓာတ်ကလူတကာသွားဖို့လမ်းလို့ဆိုလိုက်ကြရစိတ်ဓာတ်ကဘလောက်ကျပြန့်တော့စဉ်းစားကြည့်ငါအတွက်လို့လှုပ်တာမဟုတ်ပဲနဲ့အများအတွက်လို့လှုပ်လိုက်တယ်ဆိုတဲ့အခါအာယုံပြုတ်လိုက်တာအများကြီးဖြစ်သွားတယ်ကျပြန့်တယ်ကျပြန့်တဲ့အာယုံရထားတဲ့အတွက်ကြောင့်ကုသကံရဲ့အကျိုးပေးတဲ့ဟာလဲချီးကျယ်တဲ့ကျပြန့်တယ်လို့ပြောရမှာနော်မြတ်စွာဘုရားအလောင်းတော်ဖရာစုပန်ပြီးတော့ဖရာဖြစ်မယ်လို့ဗျာဒိတ်စကားမကြားရခင်သူမိရာယသိချီမြတ်စွာဘုရားကြွလာမယ်ဆိုတဲ့အခါမှာအမရဝတီမြို့ကလူတွေဟာဒီပင်ကရမြတ်စွာဘုရားကြွလာရင်ချောချောမောမောနဲ့လမ်းပေါ်မှာခလုတ်မထီရှုမညစ်အောင်လမ်းကိုပြေချောအောင်လုပ်ကြတယ်ရွှွနေဘွက်တွေရေတွေရှိတာတွေကိုဖိုးကြတယ်ညှိကြတယ်ဆိုတဲ့လမ်းပြည့်တဲ့အလုပ်ကိုလုပ်ကြတယ်အဲ့လမ်းပြည့်တဲ့အလုပ်ကိုလုပ်တဲ့အချိန်လေးမှာသူမိတာရသေးကရောက်လာတယ်ဘာလုပ်ကြတာတော့ဆိုဒီပင်ကရာဖျားပွဲလို့ဖျားကြွလာမယ်ယဟန်တန်ဃာတွေယဟန်တသိန်းနဲ့ဖျားကြွလာမယ်ဒီလမ်းကကြွမယ်ဒါကြောင့်မို့ဖျားကြွတဲ့လမ်းကိုတန်ရှင်းလုပ်တယ်ခင်းတယ်ပြင်းတယ်လမ်းပြင်းနေကြတယ်ဆိုအခုလိုကတရားလမ်းတို့ဘာလို့လိုဟာမျိုးမဟုတ်မြေကြီးပေါ်မှာပဲချောညက်အောင်လို့ရွှွန့်ဘွက်ခလုတ်ကတဲ့မရှိအောင်လမ်းကိုရှင်းပြီးပြုပြင်ကြတယ်အဲ့တော့သူမိရရဲ့သိရတယ်စိတ်အားထက်သန်ဆိုတာ तू လည်းပါဝင်မယ် तू လည်းပြင်မယ် तू ကတကူရှင်မယ်အဘိညာဉ်နဲ့ဖန်ဆင်းလိုက်လို့ရှင်မျက်စိလေးတစ်ချက်ကြည့်လိုက်တာနဲ့ပဲလမ်းကြီးကဖွေးသွားဖြောင်းဆင်းသွား
လမ်းကြောကြီးအကောင်းကြီးသူဖန်ဆင်းနိုင်တာပဲအဲ့လိုတကူနဲ့လွယ်လွယ်ကူလှုပ်ထမျိုး तू မကြိုက်ဘူး तू လည်းပေါက်ပြားနဲ့နော်ခြေနှောင်းကိုကင်ပြီးတော့ပေါက်ပြားကင်ပြီးတော့ခြေနှောင်းနဲ့ထည့်မြေကိုညှိလမ်းဖို့ तू ကိုယ်ကာယအားနဲ့လှုပ်တာ तू ဟာတကူနဲ့မလှုပ်ဘူးဘာလို့မလှုပ်တော့ဆိုရင်တကူနဲ့လှုပ်တာကြတော့လွယ်လေးနဲ့ပြီးသွားမှာပြီးသွားရင်ကုသိုလ်သူ့စိတ်ထဲမှာအားမရဒါကြောင့်မို့ကုသိုလ်ပို့ရအောင်သူကိုယ်တိုင်ပေါက်ပြားကင်တယ်သူကိုယ်တိုင်မြေတဲတယ်တဲပြီးတော့လမ်းဖို့အဲ့တော့လူတွေကလည်းဒီရသေးကတကူကြည့်တယ်သူလှုပ်ရင်ပြီးမှာပဲဆိုရွှွညွန်ဘွဲထူတဲ့နေရာသူ့ပေးထားတယ်သူကလည်းအဲ့ဒါကြိုးစားပြီးတော့လှုပ်တယ်သို့တော့ကိုယ်ကာယစွမ်းအားနဲ့လှုပ်တဲ့အခါကျတော့အချိန်မမီအချိန်မီအတော်အတွင်းမပြီးဘူးဖះနဲ့ယဟန္တာတွေကြွလာကုန်ပြီလမ်းကမပြီးသေးဘူးဆိုမပြီးသေးတဲ့အပိုင်းလေးကလည်းအများကြီးတော့မဟုတ်ဘူးသူတရားစာလေးလောက်သူခန္ဓာကိုယ်က9ပေရှိမယ်ဆိုရင်9ပေလောက်ပေါ့6ပေရှိရင်6ပေလောက်ပေါ့သူအရက်ပမာဏလောက်လေးမပြီးပဲဖြစ်နေတယ်အဲ့ဒီကကြတော့သူဘာလုပ်လဲသူမပြီးတဲ့လမ်းလေးပေါ်ကကြွမယ်ဆိုရင်တန်ဃာတွေခြေတော့ရှွန့်ပေးမယ်ရေဆိုးမယ်အဲ့ဒါတွေမဖြစ်အောင်လို့ဆိုပြီးသူပါလာတဲ့တစ်နဲ့ရေအဝတ်ကိုအောက်ကနေဖြန့်ခင်းပြီးဖះလဲကြွလာရောပေါက်ပြားတွေချတောင်းနေပေးဖယ်ပြီးတော့မြတ်စွာဘုရားဘက်ကိုခေါင်းထားပြီးတော့ကိုဝတ်စင်တရားတစ်ဖွဲကိုတရားခင်းတယ်တရားခင်းပြီးတော့လှူတယ်ဆိုတာတမန်တတ္တိနဲ့တော့မလုံးဝမှုပေါ့အကယ်၍သူ့ဘောကနင်းသွားမယ်ဆိုရင် तू ကငါ6ပြားဘွားတယ်မကဘူးနော်အမှုတ်အညက်ဖြစ်သွားမှာပေါ့တသိန်းလေးဟိုကလာတာအဲ့တော့အသက်ကိုစွန့်ပြီးတော့တရားဒုက္ခနာကိုတရားခင်းပြီးတော့မြတ်စွာဘုရားသူခန္ဓာကိုယ်ဘောကနင်းပြီးတော့ကြွပါရှွတ်နေပါလိမပေးအောင်သူကိုယ်ဘောနင်းကြွပါလို့ဆိုပြီးတော့လှူတာအဲ့ဒီလိုသန္တာနဲ့စွန့်ရည်တတ္တိသန္တာနဲ့တတ္တိစွန့်ဝန်းနဲ့တတ္တိနဲ့မြတ်စွာဘုရားကိုတရားခင်းပြီးတော့လှူခဲ့တာအဲ့ဒီကုသိုလ်ကောင်းမှုဟာဖျားဖြစ်လာတဲ့အခါကျတော့ဘလောက်ထိကုသိုလ်ကောင်းမှုရဲ့အကျိုးက reaction လို့ခေါ်တာပေါ့တုံ့ပြန်လာတဲ့အကျိုးကဘာဖြစ်တုံးဆိုဘယ်အရာပဲဖြစ်ဖြစ်တူညီတဲ့အရာဖြစ်ပေါ်တယ်နော်တူညီတာဖြစ်ပေါ်လာတယ်ကိုကလမ်းပြင်လမ်းခင်းလမ်းဖောက်ပေးတဲ့ပုဂ္ဂိုလ်ဆိုရင်ကိုသွားတဲ့နေရာဆိုရင်လမ်းဘယ်တော့မှမကောင်းတာမရှိကောင်းတယ်လမ်းကောင်းမို့ကိုရှောက်ခလုတ်မတိဆုမကြီးလမ်းသွားရတဲ့ချောမောတယ်အဲ့တော့ဘုရားဘုရားဂေါရမမြတ်စွာဘုရားဖြစ်ရင်ဘုရားဘုရားရောက်တဲ့အခါကျတော့မြတ်စွာဘုရားကြွပြီဆိုလို့ရှိရင်ဘယ်သူမှရှင်းမဲ့လူမရှိအမိုက်တရားရှိတဲ့လမ်းသွားမယ်ဆိုလို့ရှိရင်လူကမရှင်းမဲ့နဲ့ဘယ်သူကရှင်းသွားတော့ဆိုဘုရားကြွမဲ့လမ်းကိုကြိုတင်ပြီးတော့လေပွေကနေဝင်တိုက်ပလိုက်တာတဲ့လေတွေကတိုက်ပြီးတော့အရွက်တွေပါတွေဘေးဖယ်ပလိုက်လမ်းလေးကပြောင်းသွားတာနော်လေကဖြစ်ပေါ်လာပြီးတော့ကန့်ညောင်ဖြစ်တဲ့အရာလို့ခေါ်တယ်အဲ့ဒါကြောင့်သူ့ရဲ့ဘုံကပါရမီတွေကမတမလောက်ခဲ့တဲ့ကုသိုလ်ကံတွေရဲ့အရှိန်အဝါနဲ့မြတ်စွာဘုရားကြော်မဲ့လမ်းဆိုလို့ရှိရင်လေတွေကနေပြီးတော့အမိုက်တရားတွေကိုလှည့်ပလိုက်တယ်ဆူးညောင်ခလုတ်တွေဟာလည်းပဲမြတ်စွာဘုရားကြွလာပြီဆိုအလိုလိုမြေကြီးတဲ့မြုပ်သွားတယ်မြတ်စွာဘုရားခလုတ်တိုက်တယ်လို့မရှိဘူးမြေကြီးအောင်ရုပ်သွားတယ်အကုန်လုံးလမ်းကကြီးတယ်ဒါတည်းမကဘူးလမ်းပေါ်မှာရမယံခပန်းနေကျဲပြီးသားဖြစ်နေပန်းခင်းတဲ့လမ်းကိုကြွားရတယ်လို့အဲ့ဒါဘယ်သူမှလောက်တာမဟုတ်ကံကလောက်တာလို့ဆိုလို့ကံကနေပြီးတော့ဖန်နေပြီးတော့ပေးတာအဲ့လိုမြတ်စွာဘုရားကြွားတဲ့လမ်းတွေမှာအောဝရတွေအဲ့လိုလူမရှိသူမရှိလည်းပဲအဲ့လိုဖြစ်တယ်တဲ့အဲ့ဒါဟာကုသိုလ်ကောင်းမှုပြုလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးတရားတွေ
ကိုကိုယ်တိုင်ကလမ်းကိုပြေချောအောင်လုပ်ခဲ့တယ်ညီညာအောင်လုပ်ခဲ့တယ်ခလုတ်သေးမရှိအောင်လုပ်တယ်ခလုတ်မတိစူးမညိဒီလမ်းပေါ်မှာသွားနိုင်အောင်လုပ်တယ်လို့ဆိုတော့ကိုသွားတဲ့လမ်းဟာလည်းအလားတူအဲ့ဒီလိုအကျိုးမျိုးရတယ်လို့ဆိုဒါကအကျိုးကိုလိုချင်လို့လုပ်တာတော့မဟုတ်ဘူးဒါပေမဲ့လို့ဒါလို့ရင်ဒီအကျိုးရတယ်ဆိုတာကိုသိရမယ်နော်အပြစ်နဲ့အကျိုးနဲ့အပြစ်ကိုဘယ်ကိစ္စမှာပဲဖြစ်ဖြစ်သိရတယ်ဆိုပါစို့အစာအာဟာရစားတာတောင်မှပဲဒီအစာအာဟာရစားလို့ရှိရင်ဘယ်လိုအကျိုးရလဲဘယ်လိုအပြစ်ဖြစ်တယ်လဲဆိုတော့သိရတယ်နော်ကိုယ်နဲ့မတည့်ဘူးဆိုရင်မတည့်လို့ယောဂဖြစ်တဲ့အပြစ်ရမှာပေါ့ကိုယ်နဲ့တည့်တယ်ဆိုရင်ကျမ်းမာတဲ့အားဖြစ်တယ်ဆိုအကျိုးရမှာပေါ့အဲ့ဒီအကျိုးအပြစ်ဆိုတာတဘာဝဖြစ်ပေါ်လာတယ်ကုသိုလ်ကောင်းမှုလုပ်ရင်လည်းပဲအဲ့တိုင်းပဲကုသိုလ်ကောင်းမှုမှာအကျိုးတရားဆိုတာလာတယ်အကုသိုလ်လုပ်လို့ရှိရင်အကုသိုလ်ရဲ့အပြစ်ဆိုတာလာတယ်အကျိုးအပြစ်ကိုလုပ်တဲ့လုပ်ရတစ်ခုမှာအကျိုးနဲ့အပြစ်ကိုစစ်စစ်တတ်ရမယ်နော်အကျိုးနဲ့အပြစ်ကိုစစ်အပြစ်ရှိမဲ့အလုပ်မျိုးကိုရှောင်လိုက်ပြီးတော့အကျိုးရမဲ့အလုပ်မျိုးကိုရွေးချယ်ပြီးတော့ပြုလုပ်ရမယ်လို့သူတို့ဆိုတယ်နောက်တရားမင်းကြီးဟာအပမဒီနမခဝဒေဝနံတိဋ္ဌတံကတုံလို့မြတ်စွာဘုရားဟောတယ်တရားကလည်းနတ်ပဲတခြားနတ်တွေလည်းနတ်တွေရှိကြတယ်ဘုံကိုကြည်ကြတာပဲကောင်းဒါပေမဲ့သူကနတ်တွေထဲမှာတကူအကြီးဆုံးပုဂ္ဂိုလ်ဘာကြောင့်ဖြစ်လဲလို့ဆိုအကျိုးစားဆုံးကုသိုလ်အလှုပ်ဆုံးမှုမမေ့မလျော့ကုသိုလ်ကောင်းမှုကိုဆွဲဆွဲမြဲမြဲသူများတဲ့ပြင်းပြင်းထန်ထန်လုပ်ခဲ့လို့တရားဖြစ်တာတာမန်လုပ်လို့ရှိရင်တာမန်နတ်တော့ဖြစ်မှာပေါ့နော်သူများတဲ့ထူးချွန်ပြီးတော့လုပ်တဲ့ပုဂ္ဂိုလ်မှုသူဟာတရားမင်းဖြစ်ရတယ်အပမဒီနမခဝါထေဝနံတိဋ္ဌတံကတောကုသိုလ်ကောင်းမှုလုပ်ဖို့ရာသူအမြဲတမ်းသူစိတ်ဟာဒီနိုးချတက်ကြွနေတယ်ကုသိုလ်ပဲလုပ်ချင်တယ်အဲ့ဒီကုသိုလ်လုပ်ချင်လို့လုပ်လာတယ်သူလည်းပါလေလုပ်တုံဆိုလို့ရှိရင်ရရတန်ရှင်းရေးတာယာလှပရေးသူလုပ်တာသူကဘယ်လိုစမ်းသပ်တုံးဆိုပထမဆုံးကလည်းသူလည်းရွာသားတယောက်ပဲဘာမှမထူးနော်တာမန်ရွာသားတယောက်ပဲသူကလုပ်တုံးဆိုရွာပြင်မှာတာတာရရလေးလှုပ်ထားတဲ့အခါသူတာယာတန်ရှင်းအောင်လှုပ်ထားရင်အဲ့တန်ရှင်းတဲ့လမ်းလေးကလူတွေကသွားကြတယ်ရှုပ်တဲ့လမ်းကမသွားကြဘူးတစ်ပင်အောက်ဒီမှာဆိုရင်ဒီပစ္စည်းတွေဘာတွေလှဲထားပြီးတာတာရရခုံလေးတွေချပါလေးတွေလှုပ်ထားတဲ့အခါကျလူတွေကလာရောက်ပြီးထိုင်ကြတဲ့အဲ့တော့သူကစဉ်းစားတယ်အေးလူဆိုတာတာယာရင်တန်ရှင်းရင်ကြိုက်တယ်အများကြိုက်တဲ့အလုပ်ငါလုပ်မယ်ဆိုပြီးတော့လှုပ်တော့တာပဲအဲ့ဒါသူစိတ်ဓာတ်ကအများအတွက်ငါလုပ်မယ်ဆိုစိတ်ဓာတ်ရှိတယ်ဒါကြောင့်မို့လို့လမ်းနေညီညာအောင်လုပ်တယ်တစ်ပင်နေအောင်အမိုက်သေးမရှိအောင်လုပ်တယ်ပန်းမင်းလေးတွေစိုက်တယ်လမ်းမေးမှာတစ်ပင်နေစိုက်တယ်ရေမရှိတဲ့နေရာရှည်တွင်တူးတယ်ရှည်ကန်တယ်ပေးတယ်ရှည်ဥစဉ်နေဒီဆောက်ပေးတယ်ဆိုတဲ့ကုသိုလ်တွေသူလုပ်တယ်အဲ့ဒါလို့လှုပ်ရင်းနဲ့ကုသိုလ်ဘက်ကိုစိတ်ပါပြီးသူလှုပ်တာနောက်ဆုံးမှာသူ့လှုပ်တွေဟာတဖြည်းဖြည်းကြီးထွားလာပြီးတော့လမ်းဘေးမှာပတ်စံပေးရတဲ့တဲခိုကမ်းမဟုတ်ဘူးခီးသွားတွေအလုံးတဲခိုเสียနေရတယ်ခုခေတ်တော့ခေါ်ကြတာပေါ့မော်တယ်တို့ဘာတို့ခေါ်ကြတာပေါ့နော်အဲ့ဒါပတ်စံပေးရတယ်သူကပတ်စံပေးဖို့မဟုတ်ဘယ်သူပဲလာအဲ့ဒါလို့လှပပရေချိုးခြင်းတဲ့လူလဲချိုးလို့ရမယ်ပန်းပန်ခြင်းတဲ့လူလဲပန်းနေစင်းသင်းဖြစ်အောင်ပန်းဥယျာဉ်စိုက်ပေးထားတယ်အားလုံးအတွက်ခီးသွားတဲ့ပုဂ္ဂိုလ်တွေရှင်ပြအောင်သူလုပ်ပေးတာအဲ့ဒီကုသိုလ်တွေကြောင့်မို့လို့တာဝရိန္ဒနတ်ပြည်ရောက်သွားတဲ့အခါနန္ဒုံဥယျာဉ်ကြီးဆိုတာလဲသူရလိုက်တယ်နော်အဲ့ဒါတွေရတာဒါတွေကြောင့်စိတ်တလတ္တနန္ဒုံဥယျာဉ်ကြီးတို့နောက်ဗိမာန်ကြီးတွေသူရမဇယလို့ဆိုဗိမာန်ကြီးတွေသူရမဓမ္မတပင်ဆိုဗိမာန်ကြီးတွေသူရတာ
အဲ့လိုဒါကအကျိုးပေါ့ကိုလုပ်တဲ့အကျိုးတရားဟာငကိုယ်တော့ကတော့သူမျှော်မှန်းပြီးတော့လုပ်တာတော့မဟုတ်ဘူးသူမျှော်မှန်းတာကဘာလို့ဆိုအားလုံးချမ်းသာကြပါစေအခုလက်နက်ကလေးလည်းအဲ့လိုပဲမျှော်မှန်းရမှာပဲဖြစ်တယ်နော်အားလုံးခလုံးမတိစုမညိလူတွေဟာယဟန်တန်ဃာတွေအပါဝင်အားလုံးပဲပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်တရိစ္ဆာန်တွေထိအောင်ဒီလမ်းကရှောက်လှမ်းလို့ရှိရင်ချမ်းသာကြပါစေဆိုတဲ့မေတ္တာစိတ်နဲ့ဒီလိုလုပ်မယ်လမ်းပြည့်မယ်ပေါက်ပြဲမယ်ဆိုရင်လေကိုတတ်တဲ့သူများထိမ့်သိမ်းဆောက်ရှောက်သွားမယ်ဆိုတဲ့အဲ့လိုမေတ္တာစေရနာနဲ့အများအတွက်လုပ်တယ်ဆိုတော့ကုသိုလ်ကောင်းမှုဟာအလုံးကိုချီးမားကျယ်ပြန့်တဲ့ကုသိုလ်ကောင်းမှုဖြစ်ပါတယ်လို့ကုသိုလ်ကံရဲ့အကျိုးတရားကိုဘယ်လောက်ဘယ်ရွေးဘယ်မျှလို့ကန့်သတ်ပြီးတော့ပြောလို့မရဘူးကုသိုလ်ဆိုတာပုံစံတူတဲ့အကျိုးတွေကိုကိုယ်မှရတယ်လို့သာပြောလို့ရတယ်နော်အလားတရံတူတဲ့အကျိုးလို့သာပြောလို့ရတယ်ဘယ်လိုအကျိုးတုံးဆိုတာကိုယ်စိတ်ထဲကဒီစိတ်ကူးရင်စိတ်ကူးသလောက်ကုသိုလ်ကံရဲ့အကျိုးကလိုက်အကျိုးပေးတာပဲနော်စိတ်ကူးသလောက်အကျိုးပေးတာသို့တော့စိတ်ကူးနယ်ချက်ပြီးတော့ကုသိုလ်ကောင်းမှုတစ်ခုလုပ်ပြီးအဲ့ဒီကုသိုလ်ကံရဲ့အကျိုးတွေကိုမျှော်ကိုးတာဟာမှန်ကန်မှုမရှိဘူးဒါကြောင့်မို့ထွေရ၄ပါးစိတ်မကူးပဲနဲ့ကုသိုလ်ကောင်းမှုလုပ်လို့ရှိရင်လောကကြီးမှာဘလောက်ပဲပြည့်စုံခန္ဓာရလို့ရှိရင်ဒုက္ခလာမှာပဲနော်ခန္ဓာရထားလို့ရှိရင်ဘယ်သူပဲဖြစ်ဒုက္ခလာဘလောက်ချမ်းသာတဲ့လူပဲဖြစ်ခန္ဓာရရင်ခန္ဓာဒုက္ခခံရမယ်အဲ့တော့ခန္ဓာဆိုတာရနေသမျှတော့အိုခြင်းနာခြင်းသိခြင်းဆင်းရဲတွေ့မှာပဲနော်ဘဝပေါ့ခန္ဓာဆိုတာဘဝပေါ့ဘဝရလာပြီဘဝဆိုတာခန္ဓာ၅ပါးရဲ့ဖြစ်ပေါ်လာမှုကိုဘဝခေါ်တယ်အဲ့ဒီမှာလုံမိတဲ့ကုသကံအကုသကံတွေကိုလည်းဘဝလို့ခေါ်တယ်ကံကိုဘဝလို့ခေါ်တဲ့အခါကမ္မဘဝခန္ဓာကိုဘဝလို့ခေါ်တဲ့အခါမှာဥပပတ္တိဘဝလို့ခေါ်တယ်ပရိစ္ဆေသမုပ္ပါဒ်မှာအလုံးကြားမှုတဲ့အတိုင်းပဲဥပါဒနာပစ္စယဘဝပစ္စယဇာတိဆိုအဲ့ဒီနှစ်ခုပြောတာနော်အခုဘုန်းကြီးတို့တွေရထားတာဥပပတ္တိဘဝရထားတယ်ခန္ဓာ၅ပါးဥပပတ္တိဘဝရထားသည့်အတွက်ကြောင့်အကောင်းတွေရောအဆိုးတွေရောလုံနေကြတယ်ကံတွေရနေပြန်ဒီကံတွေဟာမျိုးစေ့တွေပဲတရေပင်ကတရေသီးသီးလာတဲ့အစေ့တွေပါလာတယ်အဲ့ဒါတွေကပေါက်ဖို့တွေပဲအကုန်လုံးမျိုးစေ့တွေအခုလဲလူဆိုတာလူဘဝရလာလို့ရှိရင်ပါဇာကပြောတယ်စိတ်ထဲကကြံစည်တယ်အလုတ်ကလှုပ်တယ်လှုပ်တဲ့ထဲမှာအကောင်းလဲလှုပ်တယ်ဆိုးလဲလှုပ်တယ်အကောင်းလဲပြောတယ်ဆိုးလဲပြောတယ်အကောင်းလဲတွေးတယ်ဆိုးလဲတွေးတယ်တွေးသမျှဟာမျိုးစေ့တွေပဲအကုန်လုံးမျိုးစေ့တွေဟာဒီအချိန်တန်လို့ရှိရင်အကြောင်းကျိုးညီညွတ်ရင်အပင်ပေါက်မှာပဲသိကြတယ်ဘယ်တော့မှပျောက်ပြက်မသွားဘူးကိုလုပ်ခဲ့တဲ့အလုပ်ကနော်မျိုးစေ့ဟာအကြောင်းညီညွတ်ရင်ပင်ပေါက်တယ်မျိုးစေ့ကမြေနဲ့ရေနဲ့တွေ့မှပေါက်တယ်အဲ့ဒါလည်းပဲကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာဖြစ်သွားတဲ့ကောင်းကံဆိုးကံတွေဟာလည်းပဲအကြောင်းတစ်ခုတိုက်ဆိုင်တာနဲ့အကျိုးပေးလာမှာပဲเนาะအဲ့တော့ကိုကဘာရွေးချယ်ရမလဲလို့ဆိုရင်အဆိုးတွေမလုပ်မိဘူးအကောင်းတွေကြီးပဲမြတ်မြတ်လုပ်ပြီးဖို့ဘသူရဲ့စွမ်းအားနဲ့ရွေးချယ်ရမလဲဆိုတတိစွမ်းအားဉာဏ်စွမ်းအားကိုသုံးချတတိထားပြီးတော့ကြည်လိုက်ငါလုံနေတာတွေဟာအကောင်းနေလားအဆိုးတွေလားဉာဏ်နဲ့တတိနဲ့အတိနဲ့တတိနဲ့ဒီနှစ်ခုပေါင်းစပ်ပြီးရွေးချယ်ကြည့်လိုက်လောက်တတ်ပါတယ်ဆေးရောက်တဲ့လူတွေကဒါလေးရောက်ရင်ဘလောက်မြတ်မယ်ဒါလေးကတော့မမြတ်ဘူးဆိုတာလေးတွေရှိတယ်မဟုတ်လားအဲ့ဒါလိုပဲလူဘဝရလာတဲ့အခါမှာဒီလှုပ်လို့ရင်ကောင်းတယ်ဒီလှုပ်ကမကောင်းဘူးဆိုတာကိုယ်ရွေးချယ်တတ်တယ်လေအဲ့လိုရွေးချယ်လာပြီးတော့ကောင်းတဲ့လှုပ်တွေကိုလုံးမိအောင်ကြိုးစားဖို့လိုအပ်တယ်ပေါ့အဲ့ဒီလိုကြိုးစားခြင်းအတွက်ကြိုးစားဖို့မြတ်စွာဘုရားခုနတိုက်တွန်းတာဧဝံဇာတေနမစ္စေနကတ္တဗံကုသလံဘဟုလောကကြီးမှာမွေးဖွားလာတဲ့ပုဂ္ဂိုလ်တယောက်ဟာကုသိုလ်ကောင်းမှုများများဖြစ်အောင်လုပ်လို့ဆိုအဆိုးဘက်ကိုမသွားနဲ့အကောင်းတွေများအောင်ကြိုးစားလို့တဏှာဟုတ်ကမလွတ်သေးသမျှအကောင်းတွေနဲ့ပဲသွားရအောင်ပါပဲအဲ့ဒီအကောင်းတွေပေါ်မှာနင်းပြီးတော့မှတဏှာဟုတ်ကလွတ်အောင်ကြိုးစားတ
တန်တရားဝကလွတ်တဲ့ကံတရားကဘယ်ကံတရားတုံးလို့မေးမဆွင်ဝိပဿနာပေါ့ကိုအောင်ချမ်းသာလူတွေမတမကံကောင်းပါတယ်တရားပြမဲ့ဆရာတော်ကြီးတွေလည်းဒီမှာရောက်နေဖာအောင်ဆရာတော်ကြီးတို့လည်းရှိတယ်ဒီပြင်ရိပ်သာဆရာတော်တွေလည်းရှိတယ်အများကြီးပဲအဲ့တော့တရားထုတ်ခြင်းနဲ့ဆိုရင်လည်းပဲလွယ်တကူပဲအခွင့်ကောင်းဆိုတာဟာရထားတော့လေအသုံးမချဘူးဆိုရင်ကုန်သွားမှာပဲအခွင့်ကောင်းကကိုယ်ကိုယ်တိုင်သုံးတတ်ဖို့တော့လိုတယ်ပေါ့နော်အခွင့်ကောင်းကိုမသုံးမဲနဲ့ဒီတိုင်းနေရင်တော့လေကုန်ဆုံးသွားမှာဖြစ်တယ်ဒါကြောင့်မို့နောက်ဆုံးမှာဆုတောင်းရမှာတော့စိတ်သက်ဥတည်ချက်ထားရမှာတော့ခန္ဓာမဖြစ်ဖို့ပဲဥတည်ချက်ထားသင်္ခါရတရားတွေအကုန်ချုပ်ငြိမ်းသွားမှသာလေအိုခြင်းဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတွေလုံးဝပျောက်သွားမှာဖြစ်တယ်ဘာလို့လို့ဆိုရင်မြတ်စွာဘုရားကဟောတယ်နတ္ထိခန္ဓာတမဒုက္ခခန္ဓာနဲ့တူတဲ့ဒုက္ခဆိုတာမရှိဘူးတဲ့နေစဉ်နဲ့မြတ်ခန္ဓာဒုက္ခကိုလူတိုင်းခံနေကြတာပဲလို့အဲ့ဒီခန္ဓာကိုထပ်ပြီးမရခြင်းနဲ့ရပြီးသားခန္ဓာကိုအသုံးချပြီးတော့ခန္ဓာမရအောင်ကြိုးစားလို့သူတို့ပြောတာနော်ရပြီးသားခန္ဓာကိုတော့သုံးချရမယ်ကောင်းတဲ့ဘက်ကသုံးချပြီးတော့နောက်ထပ်ခန္ဓာမရအောင်ကြိုးစားတယ်ဆိုတာဘာတော့ဝိပဿနာတရားအထုတ်တယ်ဝိပဿနာတရားအထုတ်တဲ့အခါခန္ဓာကိုရစေနိုင်တဲ့ကိလေသာတွေမဖြစ်အောင်ထိုကိလေသာတွေကိုအကျွမ်းမဲ့ပယ်ဖြတ်တဲ့မေကုသိုလ်ဆိုတာဖြစ်ပေါ်လာမှာဖြစ်တယ်အဲ့ဒီမေကုသိုလ်ရဲ့အကျိုးကဖို့စိတ်ဆိုတာဖြစ်လာအကျိုးတရားအနေနဲ့ဖြစ်လာအဲ့ဒီမဲ့နဲ့ဖို့နှစ်ခုဖြစ်လာပြီဆိုရင်ကိုလိုချင်တဲ့နိဗ္ဗာန်ကိုယ်ကိုယ်တိုင်မျက်မှောက်ပြုရတာဖြစ်တယ်ပေါ့အဲ့ဒါလို့နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးအကြောင်းတရားတွေကိုဖယ်ရှင်းလိုက်တာနဲ့တပြိုင်နက်နောက်ဘဝဆိုတာဖြစ်เสียမရှိတော့ဘူးဘာဖြစ်သွားတော့မိစာကုံစီခန်းသွားတဲ့အခါမှာမိတောက်ကလေးဟာရပ်တည်နိုင်စွာမရှိတော့မိတောက်လေးရှိနေတော့ပူးနေဦးမှာပဲအဲ့ဒီမိတောက်ကလေးမရှိအောင်မိစာကိုလည်းထမထက်နဲ့စီကိုလည်းထမထက်နဲ့ဝိပဿနာတရားထုတ်ခြင်းဖြင့်စီလည်းကုံသွားမယ်မိစာလည်းကုံသွားမယ်အဲ့ဒီကံနဲ့ကိလေသာနဲ့အလားတူတဲ့မိစာနဲ့စီတွေကိုထပ်မဖြစ်ပဲထားလိုက်လို့ရှင်အချိန်တန်လို့ရှင်မိတော့လေးဟာငြိမ့်သွားမှာလောင်စာသိမ့်ပြီးမိငိမ့်နေဆိုတာမိုးကုတ်ဆရာကြီးပြောအဲ့ဒါပြောတာနော်လောင်စရာမရှိတော့တဲ့အတွက်ငြိမ့်သွားတာအဲ့ငြိမ့်သွားပြီဆိုတော့မှဒုက္ခတွေအလုံးချုပ်ငြိမ့်သွားမှာဖြစ်တယ်ဒါကိုသဘောကျပြီးတော့ကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာအဲ့ဒီအတွက်ဖြစ်ပါစေလို့ဆုတောင်းကြရမှာဖြစ်တယ်ဒါကိုနိဗ္ဗာန်ကိုရည်စူးပြီးတော့လှူတယ်လို့သူတို့ဆိုတယ်နော်ဒါကြောင့်မို့တရားချစ်ခင်သူတို့စဉ်ပြိဿအပေါင်းတို့ကိုရရှိလာတဲ့ဘဝလေးမှာအမှတ်တမဲ့မနေကြပဲနဲ့ကုသိုလ်တရားများများဖြစ်အောင်မြတ်စွာဘုရားရဲ့တိုက်တွန်းနှိုးဆော်ချက်ဩဝါဒပေးတဲ့အတိုင်းဧဝံဇာတေနမစ္ဆေနကတ္တဗံကုသလံဘောတို့ဘဝမှာရရှိထားတဲ့အချိန်လေးကုသိုလ်များများဖြစ်အောင်နေကြမယ်ပြောကြမယ်စိတ်ကူးကြမယ်လုံးကြမယ်ဆိုပြီးတော့ကျင့်ကြံပွားများကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း